ငါရောအချိန်မှာဘာဖြစ်နေရလဲဆိုပြီးတော့တွေးကောင်းတွေးမိ self reflection through empathy လို့ခေါ်တယ်အကြောင်းအရာနောက်ပြီးလို့ရှိရင် experience တစ်ခုခုကိုပြောပြနေတဲ့အချိန်မှာကိုယ်နားထောင်နေမလားအဲ့ဆိုအဲ့နားထောင်နေတဲ့လူကလည်းအော်ငါရောအချိန်မှာဘာလုပ်နေရလဲဘာဖြစ်နေကြရလဲပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့တွေးမိတာ reflection လုပ်ခြင်းအဖြစ်ပေါ့နော်ကိုပို့ပြီးတော့နားလဲလာစေနိုင်motivated လေးဖြစ်စေတာပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေကိုရှင်းဖွင့်ပြောပြဖို့လိုတယ်လို့လူတွေကပြောကြတာပေါ့အဲ့လိုမျိုးထုတ်ဖော်ပြီးတော့မှပြောပြခြင်းအဖြစ်ကိုယ့်ရဲ့စိတ်ကိုတတ်တာရစေရ mental ကိုလည်း healthy ဖြစ်စေတာပေါ့နော်ဘိုင်းမှာငလင်လှုပ်ပြင်းနေရစပြီးတော့လုံးဝအိတ်လို့မရဘူးအိပ်ရပြက်တယ်နောက်ပြီးအဲ့လိုအိမ်မဆိုးရလည်းမတ်တယ်ပေါ့နော်တခြားသူတွေကိုယ့်ထက်အခြေအနေဆိုတဲ့တခြားသူတွေကိုယ့်ထက်အခြေအနေဆိုတဲ့လူတွေအဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်မလို့ငါသူတို့ကိုဘာမှလည်းအများကြီးပေါ့နော်ကိုညီပေးနိုင်တာမျိုးလည်းမရှိဘူးဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်တဲ့စိတ်တွေလည်းဖြစ်တယ်တကြံကာလမှာပေါ့နော်ခီးထွက်မယ်ဆိုပြီးစီစဉ်ထားတဲ့ဟာလည်းမသွားဖြစ်ဘူးအဲကြတော့မျောလင့်ထားတဲ့ဟာတွေအကုန်လုံးအဲ့လိုပျက်စီးသွားတဲ့ခါကြတော့လေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ထက်ချင်းနေဆိုတဲ့လူရှိပါသေးရဲ့ဆိုပြီးတော့လေတစ်ဖက်မှာပြန်တွေးရဲ့အဲ့ချင်းနေဆိုတဲ့လူတွေကိုလည်းကိုကဘာမှလုံးမပေးနိုင်စိတ်တွေကအဲ့လိုပုံမှန်နေဖြစ်မနေတော့ဘောနော်အဲ့ဒီနောက်ပိုင်းမှာလို့ရှင်ရီးစားနဲ့ပြတ်တာရောအဲ့လိုမျိုးဖြစ်တော့ဒီအေးရေးပြတ်တာအစားပြတ်တာတွေကပါတောက်လျှောက်ဆက်သွားတာပေါ့နော်အဲ့တော့healing လုံးမဖြစ်မယ်ဆိုပြီးတော့ဒီထက်ချင်းနေဆိုသွားရင်အဆင်မပြေဘူးပေါ့အဲ့လိုနဲ့ပဲပေါ့နော် segment ဆွေတို့ counseling corner တို့ကလုပ်တဲ့ CISM workshop ကိုတွား join နေအဲ့ဒါတခုနောက်ပြီးတော့ပြစ်တိုင်းတောင်ဆိုရဲဒီလူငယ်တွေပဲဖွဲ့ထားတယ်ပေါ့နော်ဒီဟာလည်းတစ်ခါတွား join သူတို့ကင်မရာပိတ်ထားဖို့ခွင့်ပြုပေးတယ်အဲ့လိုမျိုးလွတ်လပ်ပြောလို့ရအောင်ပေါ့နော်ပေါ့ပါပဲကွာဒါ counseling ယူနေရလဲမဟုတ်ဆိုတော့လုံးဝယုံကြည်ရတယ်နောက်ပြီးအဲ့လိုမျိုးပဲစင်တူရိုးမှာဒီနောက်ထပ် organization တွေတွား join သေးရနာမည်မမှတ်မိတော့3 4 5ခုလောက်တော့ရှိမယ်ပြီးတော့အဲ့လို workshop တွေလည်းတက်တယ်ကွာအဲ့ကြအဲ့ဒီအချိန်တွေကိုပဲ3 4 5ခါလောက်ပြန်ပြောဖြစ်တယ်နောက်ပြီးတော့တငယ်ချင်းတွေကိုလည်းပြောပြရတယ်ဒီလိုမျိုးယုံကြည်ရအဖွဲ့အစည်းတွေ organization တွေမှာတွားပြီးတော့ရင်ဖွင့်ဖို့အားပေးနေတယ်ပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့အခြေအနေကိုလုံးဝအိတ်သွန်ဖာမောက်ပြောပြပြလိုက်သူတို့ကနားထောင်ပေးရုံနဲ့မဟုတ်ဘဲနဲ့ကွာကိုယ်တိုင်တယောက်တည်းရှိတဲ့အချိန်မှာလည်းအရင်ကြီးအခြေအနေဆိုရဲဒီ depression ဝင်မသွားအောင်လို့ပေါ့နော်သူတို့ကအဲ့လိုမျိုး coping mechanism လေးပြောပြပေးအဲ့အတွက်ကြောင့်အများကြီးအကျိုးရှိရယ်ကိုတို့အများကြီးစိတ်သက်သာရစေရယ် handle လုပ်နိုင်ဖို့အတွက်ကိုအခွင့်အလမ်းနေအကျိုးကျေးဇူးအများကြီးရနိုင်နေဒါကြောင့်မလို့တွားပြီးတော့ပြောပြစီခြင်းနဲ့ပေါ့နော် Burmese Crystal page မှာလည်းအဲ့လိုမျိုး a circle of care ဆိုရယ်ဒီ workshop လေးတစ်ခုပေါ့နော်လုပ်ဖို့စပြီးတော့လုပ်ဖို့ပို့စင်ထားရှိတယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေရှိတဲ့အတွက်ကြောင့်မလို့တနာရီကျော်ဝင်းကျင်လောက်ကိုယ့်ရဲ့အချိန်ကိုဖက်ပေးလိုက်တာကအများကြီးအကျိုးကျေးဇူးရှိစေတယ်ဆိုတာကိုပြောချင်လို့အရှိရင်မှာအများကြီးပဲစကားပလင်ခံခဲ့ရပါတော့အဲ့ဒါကြောင့်မလို့အချိန်လေးပေးပြီးတော့1ရက်လောက်ဖြစ်အများဆုံးပေးနိုင်2ရက်3ရက်လောက်ပေါ့နော်အဲ့လိုမျိုးတွားပြီးတော့ join ကြည့်ပါ workshop တွေမှာလူအများကြီးနဲ့မ join ချင်ဘူးဆိုရင်တချို့အဖွဲ့အစည်းစိတ်မိတ်ဆွေမှာထင်တယ်ကိုတယောက်သေးပေါ့နော်ပြောပြခြင်းနေဆိုရင်လည်းသူတို့အဘက်ကနေ facilitator နဲ့အဲ့လိုမျိုးချိတ်ပေးတယ်အဲ့ဆိုတော့အများကြီးအဆင်ပြေတယ်ပေါ့နော်ပြန်ပြီးတော့မှဒီအရာတွေခံစားလာရပြီဆိုရင်တော့ဘယ်လိုမျိုးလေး cope လုပ်ရမယ်ဆိုတော့ကိုကတိသွားပြီဆိုတော့အဆင်ပြေနဲ့ဒီခက်ခဲတွေကိုကြော်လွှားနိုင်ပြီကွာပြန်ပြီးတော့အလုပ်တွေလည်းကောင်းကောင်းမွန်လုပ်သွားနိုင်မယ်ပေါ့ workshop လေး join ကြဖို့တက်နိုင်သမျှပေါ့နော်အားပေးပါတယ်လို့ဘာလို့ဆိုမြေပြင်မှာလုပ်ဖို့အတွက်ကြတော့ဒီကိုဆိုရင်လည်းကိုယ့်ရဲ့ page မှာတက်ရောက်တဲ့ဆိုတော့အင်အားမရှိဘူးတဲ့အတွက်ကြောင့်မလို့ online ကိုပဲအားတာပြီးတော့လုပ်ဖြစ်တာပေါ့နော် in person နေလုပ်ဖို့အတွက်အခွင့်အရေးရှိလာတဲ့အခါဆိုလို့ရှိရင်လည်းဒါလုပ်ဖြစ်မယ်ပေါ့နော်ဒီလောက်ပါပဲ